여러분 안녕하세요. 아웃간 유유 채널로ပြန်လဲကြိုဆိုလိုက်ပါတယ်ခီနုံခွန်ညောင်းဆိုတဲ့မွန်းဘောကိုလေ့လာမှာဖြစ်ပါတယ်ခီနုံခွန်ညောင်းဆိုတာ A တော့မဖြစ်တာ B တော့မဖြစ်ပါဘူးမြန်မာလိုလွယ်ပြောရရင်နေသာသာလို့ပဲအထိပ္ပယ်ဖွင့်ရအောင်ဘာပုနိကာဘတ်ဖူမော်ကီနုံခွန်ညောင်းမူရိုမိုမဆော့ဆော်အလုရှုံနေလို့ထမင်းစားဖို့နေတာရေတောင်မတောက်နိုင်ခဲ့Uno hakino konya pakeru ang nagasa. Aga lupu ni tata အပြင်တောင်မထွက်ခဲ့ဘူး။ A ကဟာကလှုပ်ဖို့နေနေတတာ B ကဟာတော့မလုံနိုင်ဘူးလို့ဆိုလိုတာ A ကဟာထက် B ကဟာပူလွယ်တာတော့မလုံနိုင်တဲ့အခါမှာသုံးပါတယ်ကရုံဒုံးစာဟောင်းညုံးစာမှာဆိုရင်တော့ခီနုံခေါညောင်းမြောင်းစာမှာဆိုရင်တော့အသက်ပိုင်းခေါညောင်းအသက်မပိုင်းတော့နုံခေါညောင်းကဲနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်အညောင်း